Well, he's already. UFC ဖိတ်တဲ့ကြားထဲမှာအီလီတာပိုရီယာဆိုတဲ့နာမည်ကယနေ့ခေတ်မှာအကြောင်းအရာဆုံးဖိုက်တာတွေတဲကတယောက်ဖြစ်ရပ်တည်နေပါတယ်ဒါပေမဲ့ဒီလိုချန်ပီယံတယောက်ဖြစ်လာဖို့သူဖြတ်တန်းခဲ့ရတဲ့ဘဝလမ်းကြောင်းကလူများကြီးထင်တယ်လို့မလွယ်ကူခဲ့ပါဘူးအီလီတာပိုရီယာကို1998ခုနှစ်ဇန်နဝါရီလ21ရက်နေ့မှာဂျာမနီနိုင်ငံဟာလီမြို့မှာမွေးဖွားခဲ့တာပါသူမိဘတွေကဂျော်ဂျီယာနိုင်ငံသားတွေဖြစ်ပြီးစစ်ဘေးဒဏ်ကြောင့်ဂျာမနီနိုင်ငံကိုရောက်ရှိခဲ့ကြတာဖြစ်ပါတယ်အသက်9နှစ်အရွယ်မှာတော့မိသားစုကဂျော်ဂျီယာနိုင်ငံကိုပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်ဒါပေမဲ့သူ့ဘဝဟာအရင်အေးချမ်းမနေခဲ့ပါဘူး။တောင်းမှမကြာခဏအနိုင်ကျင့်ခံရပြီးကိုကာကွယ်ဖို့အမြဲရုန်းကန်ခဲ့ရတယ်လို့သူကိုယ်တိုင်ပြောမှုပါတယ်။အသက်15နှစ်ရောက်ချိန်မှာတော့မိသားစုဟာစပိန်နိုင်ငံအလီကန်တေးမြို့ကိုပြောင်းရွှေ့ခဲ့ပါတယ်။ဘာသာစကားတွေပဝန်းကျင်တွေဘဝအသစ်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အလီယာဟာအရှုံးမပေးခဲ့ပါဘူး။ကလီမန်ကလပ်ဂျင်မှာဘရာဇီးလီယန်ဂျူဂျစ်ဆူကိုစတင်လေ့ကျင့်ခဲ့ပြီး MMA လောကတွေကိုစတင်ဝင်ရောက်ခဲ့ပါတယ်။အဲ့ဒီချိန်ကသူ့မိသားစုဟာအလွန်ချမ်းသာခဲ့တာမဟုတ်ပါဘူး။အလီယာဟာလုံခြုံရေးဝန်ထမ်းစတိုးဆိုင်ကက်ရှာစတဲ့အလုပ်တွေကိုလုပ်ကိုင်ရင်းလေ့ကျင့်ရေးကိုဆက်လက်လုပ်ဆောင်ခဲ့ပါသူ့ကိုကလည်း MMA fighter တယောက်ဖြစ်ပြီးညီကိုနှစ်ယောက်ဟာတယောက်ကိုတယောက်အားပေးရင်အိမ်မက်ကိုအတူလိုက်ခဲ့ကြပါ2015ခုနှစ်မှာတော့အလီယာဟာ professional MMA fighter အဖြစ်စတင်ထိုးတက်ခဲ့ပါတယ် UFC ဝင်ပြီးနောက် Yusesla Ryan Hall Bryce Mitchell နာမည်ကြီး fighter တွေကိုအနိုင်ယူခဲ့ပြီး featherweight division မှာထိပ်ဆုံးကိုတက်လာခဲ့ပါတယ်2024ခုနှစ်မှာတော့ UFC featherweight champion ဖြစ်လာခဲ့ပြီး Alexander Volkanovski ကိုအလဲထိုးတက်ခဲ့ပြီးအနိုင်ယူကဘာကိုအားသင့်စေခဲ့ပါဒါရင်မကသေးပါဘူး2025ခုနှစ်မှာ lightweight division ကိုတက်ပြီး Charles Oliveira ကိုအလဲထိုးပြီးအနိုင်ယူကဒုတိယခပတ်ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်ယနေ့မှာတော့အီလီတာပိုရီယာဟာ UFC ရဲ့အကြောင်းအရာဆုံးချန်ပီယံတွေထဲကတစ်ယောက်ဖြစ်နေပါပြီ